အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ YSpace software download နဲ့ YSpace account ဘယ်လိုဖွဲ့ရမလဲဆိုတာကျွန်တော်အလွယ်ကူဆုံးပြမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော် YSpace application ကိုဒီ download ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ Chrome browser ထဲကိုရှင်းဝင်မယ်ဒီ symbol လေးမှာ YSpace application ကိုရိုက်ချလိုက်ဗျာ YSpace application ကိုရိုက်ချလိုက်ပါပြီးတော့အပေါ်လေးနည်းနည်းဆွဲနေလိုက်ပါဒီ free YSpace free.com ဆိုတာကိုရှင်းဝင်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ YSpace application ကို download လုပ်လို့ရပြီပေါ့နော်ဒီမှာ download လုပ်လိုက်ရပြီဗျဒါဆိုရင်ကျွန်တော်မှာ download ဖြစ်တဲ့အတွက်ကျွန်တော်ပြထည့်လိုက်မယ် YSpace account ကိုဖွင့်မှာဆိုရင်ကျွန်တော် YSpace account ထဲတစ်ချက်ဝင်မယ်ဒီနေရာမှာခဏလေးတော့စောင့်ပေးမယ်ကျွန်တော်မှာ line ရသိမ်းကောင်းကြောင်းနည်းနည်းလေးတော့စောင့်ပေးရတယ်ဗျဒီမှာကျွန်တော်တို့တွေ့ရမှာကကျွန်တော်တို့ login နဲ့ register ကိုတွေ့ရမှာဖြစ်တယ်ကျွန်တော်တို့က account သိမ်းဖွင့်မှာဖြစ်တဲ့အတွက်register ထဲကိုချက်ဝင်မယ်ပြီးတော့ဒီပေါ်ကမိုးချိုးသွားပုတ်လေးနဲ့ work rate ကိုရှင်းနေမယ်နေပြီးတာနဲ့ဒီအပေါ်မှာကြာတော့မြန်မာဘာမီကိုယူပေးလိုက်ပါဒီ promo code ဆိုတာကကြာတော့ဒီ promo code မှာကြာတော့ BKK 9ရောက်ထည့်ပေးလိုက်ပါဗျဒီလိုထည့်ပြီးပြီဆိုရင်ဒီအောက်က၄ထောက်ခွဲလေးမှာအမှန်လေးချစ်ပေးလိုက်ပါပြီးတာနဲ့ register ကိုရှင်းထည့်နေပေးပါဗျကဲဒီနေရာကိုရောက်ပါပြီဆိုရင်ကျွန်တော်တို့ကဒီမှာပြထားတဲ့ပုံလေးကိုကျွန်တော်လည်းရွှေ့ပေးလိုက်ပါရွှေ့ပြီးတော့ကျွန်တော်လောက်လိုက်ပါတော့ဒါဆိုရင်ရပြီပေါ့နော်ကဲဒါဆိုရင်ကျွန်တော် YSpace account ကိုရသွားပြီပေါ့နော်ဒီ username နဲ့ password ကိုဘာသာလို့ကဒီချာလီမှတ်ပေးထားရမှာဖြစ်တယ်ကျွန်တော်ကတော့software ရိုက်ထားလိုက်မယ်ပြီးရင်ဒီအောက်က next လာကိုသွားမယ်စစ်သွားလိုက်ပါနော်ဒါဆိုရင်ကျွန်တော်ဒီမှာ YSpace account တစ်ခုကအောင်မြင်တော့ဖလှည့်လိုက်ပြီဖြစ်တယ်ဒီမဲ့ဒီကောက်ကဆော့လို့တော့ရတယ်ဗျာဆော့လို့တော့ရတယ်ဒီမဲ့ရုပ်ကြီးခိုင်မာတဲ့ account တစ်ခုတော့မဟုတ်သေးဘူးပေါ့နော်ဒီလိုကရုပ်ကြီးခိုင်မာတဲ့ account တစ်ခုဆိုတာအတိမတ်မပြုတ်သေးဘူးပေါ့နော်အဲ့တို့ကြောင့်မလို့ကျွန်တော်တို့က iPhone လေးကိုဖြည့်ဆွဲထားဖို့လိုမယ်ဗျာအဲ့တို့ကြောင့်မဒီမှာ menu ဆိုတာရှိတယ် menu ဆိုတဲ့ကောင်လေးတစ်ချက်တွားပေးလိုက်မယ်တွားပြီးဆိုရင်ဒီပေါ်မှာ ID ဆိုတာ profile on my profile ဆိုတဲ့ ID ပုံလေးနဲ့တည်တာကောင်လေးချက်နှိပ်ပေးလိုက်မယ်နေပါဆိုရင်ဒီမှာအတ္တ editing ဆိုတာရှိတယ်ဗျာဒီမှာခဲတဲ့ပုံလေးနဲ့ဒီကောင်လေးကျွန်တော်ချက်နှိပ်ပေးလိုက်မယ်နှိပ်ပါဆိုရင်နာမည်ရယ်မိတ်ဆွေရယ်မွေးတက်ကရယ်မိတ်ဆွေရယ်နေထိုင်ရာမြို့တွေရယ်တိုင်းဒေသကြီးရယ်ဘာညာမတ်ပုတ်တွေရယ်ထည့်ပြရမှာပေါ့နော်အသေးစိတ်ကိုဆက်ပြပေးတော့မှာပဲဖြစ်တယ်ဗျကျွန်တော်ကဒီမှာစာနေဆိုတာကြတော့ပါလဲဆိုတော့ညီကိုရဲ့နာမည်ကကိုအောင်ဆိုရင်ဘယ်လိုလဲဆိုတော့ဒီကွဲနာမည်ကိုအောင်ဆိုရင်ဒီမှာအစမှာကိုအောင်ကိုလို့မထည့်ပဲနဲ့ဒီမှာပေါ့နော်ဒီမှာညီကိုလို့ထည့်မယ်ဆိုရင်ဒီလိုထည့်မှာပေါ့နော်မှာကိုအောင်ဆိုရင်အဲ့လိုထည့်မှာပေါ့ဒီမှာဆိုကိုအောင်ဒီမှာကိုအောင်အစမှာလဲကိုအနောက်မှာလဲအောင်ကိုအောင်ပေါ့နော်အဲ့လိုမထည့်ဘူးဗျအဲ့လိုထည့်မယ်ဆိုရင်နာမည်ကဒီအကောက်ထဲရောက်သွားပြီပြောင်းပြန်ဖြစ်သွားမှာပေါ့နော်အောင်ကိုဆိုပြီးတော့ဖြစ်သွားမှာပေါ့နော်အဲ့ဒီကြောင့်ကိုအောင်ထည့်ချင်တယ်ဆိုရင်ဒီအစစ်နာမည်ကိုကြတော့ဒီမှာထည့်ပေါ့နော်ကိုထည့်ပြီးတော့အနောက်နာမည်အောင်ကကြတော့ဒီအစစ်မှာထည့်ပေါ့နော်နောက်နာမည်အောင်ကကြတော့ဒီမှာအင်ဂျီဒီမှာကိုအောင်ဒီမှာအောက်ကိုဆိုပြီးတော့ထည့်ပေးပေါ့နော်ကိုအောင်ဆိုရင်အောက်ကိုလို့ထည့်ပေးကိုပိုင်ဆိုရင်ဒီမှာကိုပိုင်ဆိုရင်ပိုက်ကိုလို့ထည့်ပေးပါပေါ့နော်ထည့်ပြီးပါဆိုရင်ဒီမှာကြတော့မိတ်ဆွေနာမည်3လုံးပေါ့နော်3လုံးဆိုရင်ဒီမှာ3လုံးဆိုတဲ့နေရာထက်နှလုံးပဲဆိုရင်နှလုံးပဲထည့်ဒီမှာ3လုံးဆိုရင်တော့3လုံးနေရာထက်နှလုံးပဲဆိုရင်ဒီနေရာတစ်ခုပဲထည့်မယ်ဒီကားကြတော့ထည့်ကြအောင်လို့ပေါ့နော်ပြီးတော့ဒီမှာ date of birth ဆိုတာကြတော့ဒီမှာညီကိုရဲ့မွေးတဲ့ကိတ်ကိုပြောတာဖြစ်တယ်ဗျညီကိုရဲ့မွေးတဲ့ကိတ်ကဘယ်လောက်မှမွေးရလဲပေါ့နော်ကျွန်တော်မွေးတဲ့လောက်ကိုကျွန်တော်ထည့်ပေးရမှာဖြစ်တယ်ဗျထည့်ပြီးသွားဆိုရင်ဒီအောက်မှာကျတော့ညီကိုကဘယ်မြို့မှာမွေးရလဲပေါ့နော်ကိုမွေးတဲ့မြို့ကိုထည့်ပေးရမှာဖြစ်တယ်ဗျညီကိုတို့ကရန်ကုန်မှာမွေးရဆိုရင်ရန်ကုန်လို့ပဲထည့်ပေးပါဗျရန်ကုန်လို့ထည့်ပေးပါရန်ကုန်လို့ထည့်ပေးပါဆိုရင်ဒီမှာ region ကြတော့လဲဒီပေါ့နော်ရန်ကုန်မှာပဲဆိုရင်ရန်ကုန်လို့ပဲထည့်ပေးပါဗျဟောဒီအောင်ပါပေါ့နော်ဒီမှာရန်ကုန်ဆိုတာကျွန်တော်ချိန်ရွေးပြလိုက်မယ်ရွေးပြလိုက်ပေါ့ဒီမှာ city ဆိုတာကြတော့ဒီမြို့တော်ကိုမေးတာဖြစ်တဲ့အတွက်ကြောင့်မို့ရန်ကုန်ပဲဆိုရင်တို့ကရန်ကုန်လို့ပဲထည့်ပေးပါဗျဒီမှာရန်ကုန်ပေါ့နော်ရန်ကုန်လို့ထည့်ပေးပါ city လည်းရန်ကုန်ပဲ region လည်းရန်ကုန်ပဲပေါ့နော်ရန်ကုန်ကလမ်းကြတော့သူကလမ်းဒီအောက်မှာကြတော့လမ်းကိုမေးတာဖြစ်တယ်ဗျ
လမ်းကကြတော့ဘယ်လိုလဲဆိုတော့ညီကိုတို့ကအဆင်ပြေသလိုထည့်လိုက်လို့ရတယ်ဗျာရန်ကုန်လို့ပဲထည့်ပေးလိုက်မယ်ဗျာနော်ရန်ကုန်လို့ပဲထည့်လိုက်လို့ရတယ်ဗျာရန်ကုန်လို့ပဲထည့်ပေးပါဆိုဒီအောက်မှာ document try ဆိုတာကြတော့ညီကိုကဒီကောက်ကိုဘာနဲ့ဖွင့်မှာလဲပေါ့နော်ဘာနဲ့ဖွင့်မှာဒီမှာကျတော့ driving license ဆိုတာကျတော့ကားမောင်းလိုက်ရှင်ပေါ့နော်ဒီမှာ NRC ဆိုတာကျတော့မှတ်ပုတ်တယ်ပေါ့နော်ဒီမှာမြန်မာ passport ဆိုတာကျတော့ဒီနိုင်ငံကူးလက်မှတ်ပေါ့နော်ဒီမှာညီကိုတို့ကဒီမြန်မာနိုင်ငံသူတွေကကျတော့မှတ်ပုတ်တွေကကျတော့စီးကြတယ်ဗျအဲ့ဒီကြောင့်မလို့ကျွန်တော်တို့က NRC မှတ်ပုတ်တွေဆိုတဲ့အလဲအကောင်လေးချင်းနှိပ်လိုက်မယ်အဲ့ဒီဘောဆိုဒီအောက်မှာကျတော့မှတ်ပုတ်တွေရဲ့အစစ်နှစ်ပတ်ပေါ့နော်ဥမာရန်ကုန်ဆိုရင်12မီဆောင်ပေါ့နော်စနစ်ကိုထည့်ပြီးတော့ဒီမှာမတ်ပုတ်တွေအနောက်နှစ်ပါ6လုံးပေါ့နော်6လုံးထည့်ဒီမှာ6လုံးထည့်ပြရမှာဖြစ်တယ်6လုံးထည့်ပြီးတော့ဒီမှာမတ်ပုတ်တွေထုတ်ဝေတဲ့ရစ်ဆွဲပေါ့နော်ညီကိုရဲ့မတ်ပုတ်တွေက2020ဘလောက်မှာ2021မှာထုတ်ဝေတာလားနှစ်မှာထုတ်ဝေတာလားဒါမှမဟုတ်2018မှာထုတ်ဝေတာပေါ့နော်ဒီမှာကျွန်တော်ဥပမာနည်းပဲလုပ်ပြပေးလိုက်တာပေါ့နော်မိတ်ဆွေရဲ့မဟုတ်တွေထုတ်ဝေတဲ့ရေးဆွဲထပ်ပြီးပါဆိုရင်ဒီမှာကျတော့ဒီမဟုတ်တွေပေါ့နော်ဒီအောက်ဆုံးမှာပေါ့နော်အောက်ဆုံးမှာထည့်မဲ့ရမဲ့ဟာကျတော့ဒီမဟုတ်တွေကိုဘယ်သူကထုတ်ပေးတာလဲပေါ့နော်ဒီမြန်မာအစိုးရကနေထုတ်ပေးတယ်ဆိုရင်တော့မြန်မာကာပါမင်းလို့ရိုက်ထည့်ပေးပါဗျမြန်မာကာပါမင်းလို့ရိုက်ထည့်ပေးပါဆိုရင်ဒီအောက်မှာ save ဆိုတယ်ဒီမှာညီကိုပြည့်စွတ်ထားတဲ့ Apple လေးကိုတိကျပြ save ပေါ့နော်မကန်ပြီဆိုရင်မကန်သွားပြီဆိုရင်ဒီအောက်မှာ step ဆိုတာလေးကျွန်တော်ချင်းနှိပ်ပြလိုက်ပါပေါ့နော်ဒီမှာ okay လို့ပေါ်သွားဆိုရင်ဆေးပြီးသွားပြီဗျာဒီပါဆိုရင်မရွှေရဲ့ချက်လက်တွေကဒီမှာပြည့်ဆွဲထားပြီပေါ့နော်ဒီမှာကိုအောင်ဆိုတဲ့နာမည်လေးနဲ့ပြီးသွားပြီဆိုရင်ညီကိုတို့ဒီမှာပေါ့နော်ဖုန်းနံပါတ်လေးဆိုတာရှိတယ်ဗျာဒီဖုန်းနံပါတ်ဆိုတဲ့ဖုန်းနံပါတ်လေးဆိုတဲ့ကောင်လေးကျွန်တော်ချင်းနှိပ်လိုက်မယ်နှိပ်သွားဆိုရင်ဒီမြန်မာနိုင်ငံညီကိုမြန်မာနိုင်ငံမှာနေတာပေါ့နော်မြန်မာနိုင်ငံနေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမြန်မာကုတ်က65ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစ်မှာ65လို့ထည့်ပြီးပြီးသွားပြီပေါ့နော်ထည့်ပြီးသွားဆိုရင်ဒီမက်ရွှေရဲ့နံပါတ်က39နဲ့စတယ်ဆိုရင်39လို့မရိုက်ထည့်ပဲနဲ့အစ်ကနေပြီးတော့6လုံးလေးခံပြီးရိုက်ထည့်ရမှာဖြစ်တယ်ဗျဥပမာဆိုရင်ဒီမက်ရွှေနံပါတ်က39ဆိုရင်39လို့မထည့်ပဲနဲ့အစ်ကနေပြီးတော့6လုံးထည့်ပြီးတော့ဒီအစစီတီပေါ့နော်စာစီတီနံပါတ်ကိုထည့်ပေးရမှာဖြစ်တယ်ဗျထည့်ပြီးပါဆိုရင်ဒီအောက်မှာ lip ဆိုတာရှိတယ်ဗျကျွန်တော်တို့က lip ကိုနှိပ်လိုက်ရမှာဖြစ်တယ်ဗျ lip ကိုနှိပ်လိုက်ပြီဆိုတာနဲ့မိတ်ဆွေရဲ့ဖုန်းနံပါတ်ကိုကုတ်ကြလာလိမ့်မယ်ဗျကြလာတဲ့ကုတ်ကိုဒီမှာသူထက်ခိုင်းတဲ့ကုတ်နေရောက်သွားနိုင်မယ်ဗျထက်ခိုင်းတဲ့ကုတ်နေရောက်သွားပြီဆိုရင်ဒီဖုန်းနံပါတ်ကိုကြလာတဲ့ကုတ်ကိုဒီကုတ်နေမှာထည့်ပေးလိုက်ဆိုရင်မိတ်ဆွေအကောက်ကခိုင်မာရုပ်ကြီးခိုင်မာတဲ့အကောက်တစ်ခုဖြစ်သွားပြီနော်အခုဆိုရင်ဒီမှာကိုအောင်ပေါ့နော်ကိုအောင်ဆိုတဲ့အကောက်တစ်ခုရောက်ပါပြီဒီကိုတို့ကငွေသိမ်းပြီးတော့ဆော့ကစားလို့ရပါပြီဗျာရုပ်ကြီးတဲ့ခိုင်မာတဲ့အကောက်တစ်ခုရောက်ပါပြီဆိုတော့ရုပ်ကြီးနဲ့ဆော့ကစားလို့ရပြီဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ပါတယ်